ဒါကြောင့်ငရုတ်သီးတောင်းတဲ့ချင်းမောင်ဟင်းကြီးလှုပ်ထားဘဲနဲ့လှုပ်ဒီတော့ကဘုန်းကြီးတွေကအဲ့ဒီချင်းမောင်ဟင်းအပြောမှားလို့၅ပါးမှောက်ရောထွက်ပြေးရကျောင်းမကြီးတော်မှုအောင်ကျောင်းရောက်သွားတယ်ကျောင်းမကြီးကျောင်းကလည်းဘုန်းကြီးမမြဲဘူးနောက်ထပ်မေးခွန်းတစ်ခုကတော့ဒီဗုဒ္ဓဘာသာ၅ပါးသီလမှာပါတဲ့ပါဏာတိပါတာကံဟာဘလို့အခြေအနေမျိုးမှာထိုက်ပါသလဲတချို့သိလို့တဲ့လူတွေကကြတော့အလူပြုလို့တဲ့ရည်ရွယ်ချက်နဲ့တရိစ္ဆာန်တွေတတ်ခဲ့မိလို့ရှင်ရောငရဲကြီးသိုးစားနောက်ကအားလုံးအနန္တ၅ပါးကိုရှစ်ခိုးပါဤဖျားအနန္တ၅ပါးရှစ်ခိုးပြီးတဲ့နောက်ဒီကနေ့ဘုန်းကြီးတို့ရန်ကုန်မြို့ကမာရွတ်လှိုင်မြို့နယ်ပေါ့ကိုးတွင်ကျောင်းတိုက်ဗုဒ္ဓသာသနာပြန့်ပွားရေးအသင်းကြီးကို1338ခုနှစ်ပြာသူလပြည်တော်6ရက်1989ခုဇန်နဝါရီလ9ရက်တနင်္ဂနွေနေ့တွင်တနင်္ဂနွေနေ့တွင်ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်၎င်းအဖွဲ့ကြီးဖွဲ့ပြီးတဲ့နောက်ဘုန်းကြီးတို့ဗုဒ္ဓသာသနာပြန့်ပွားရေးအသင်းလို့ဆိုတော့ဗုဒ္ဓကဘုရားသာသနာဆိုတာတော့ပြိဿသိတယ်သိလောက်ပါသာသနာဆိုတာတချို့ကလေးတွေကဘုန်းကြီးတွေလည်းညှိုးထိုးပြတာမဟုတ်ဘူးဟဲ့ကလေးတို့မှတ်သွားကြလူကြီးတွေလည်းနောက်ကလေးတွေကမေးလိုက်မယ်သာသနာဆိုတာဘာလဲသိတဲ့လူကြီးတွေများကြပါတယ်ဒီထဲမှာသာသနာဆိုတဲ့ပါဠိကထွက်လာတယ်သာသနာဆိုတာပါဠိမြန်မာလူပြန်တော့အသုံးအမှားဒါကြောင့်သာသနာပါဠိကထွက်လာတဲ့သာသနာမှုသာသနာဆိုတာဘာလဲမေးရင်အဆုံးအမပါဗျာပိဿကြီးသာသနာဆိုတာဘာတော့ဘုသူအဆုံးအမလဲဗုဒ္ဓရဲ့အဆုံးအမဘုသူအဆုံးအမဗုဒ္ဓဆိုတာဘာပါလိမ့်ဘုရားဘာဖြစ်လို့ဘုရားခေါ်ပါလဲမေးလိုက်မယ်နောက်ကလေးတွေကရောပါကြီးဟာကောဘာတော့ဟာနေပါဦးမြဖယားပြောနေတယ်ဘာဖြစ်လို့ဖယားပြောတာဘာဖြစ်လို့ဖယားခေါ်ရှားရှိတဲ့ကောင်လေးကွာမင်းဖယားပါဆိုတို့ဒီဖယားပေါ့ဟာဦးတီဦးကြောင့်နဲ့ကလေးမျက်စိလဲဖယားကြောင့်ပြောမလို့ဘုဒ္ဓတိတိဘုဒ္ဓတိတက်လို့ဘုရားခေါ်ပါတယ်ဗျာမြန်မာလူဘာဖြစ်လို့ဘုရားခေါ်ပါလဲဘာတွေသိသစ္စာ၄ပါးကိုသိဘာတွေသိသလဲသစ္စာ၄ပါးကိုသိသစ္စာ၄ပါးကဘယ်သူတွေလဲဒုက္ခသစ္စာသမုဒယသစ္စာនិရောဓသစ္စာမဂ္ဂသစ္စာဒုက္ခဆင်းရဲတဲ့သစ္စာကအမှန်တရားဒုက္ခသစ္စာမြန်မာလူပြောတော့ဆင်းရဲတဲ့အမှန်တရားဘာတဲ့ဒုက္ခသစ္စာဆိုတာသမုဒယသစ္စာသမုဒယဆိုတာကတရားကိုကောက်တော့လောဘဗျလောဘမြန်မာလူပြန်တော့လုပတိတိလောဘလိုခြင်းတယ်ဒါကြောင့်သမုဒယသစ္စာဆိုတာလိုခြင်းတာအမှန်ပါဗျာသမုဒယသစ္စာဆိုတာဘာလဲမဂ္ဂသစ္စာဆိုတာကလမ်းပြောင်းလမ်းမှန်ပါဗျာမဂ္ဂသစ္စာဆိုတာဘာလဲမဂ္ဂဆိုတာခရီးလမ်းဟောတဲ့သစ္စာဆိုတာမှန်
နိရောဓသစ္စာနိရောဓကချုပ်သစ္စာကအမှန်နိရောဓသစ္စာဆိုတာဘာလဲမင်းရဲ့ချုပ်ငိမ့်ရအမှန်ပါဗျာနိရောဓသစ္စာဆိုတာဘာလဲဒါဖြင့်တရားနာပရိသတ်ကြီးခမားတို့ကျွတ်တို့ရလာတဲ့ခန္ဓာ၅ပါးသည်ဆင်းရဲဖို့ရတာလားချမ်းသာဖို့ရတာဒါဖြင့်ဒီခန္ဓာကြီးဒုက္ခသစ္စာခေါ်မလားဘာသစ္စာခေါ်မလို့ဆင်းရဲဘူးလားဒီခန္ဓာကြီးကြဆင်းရဲတယ်လို့ထင်ရလားနားထောင်လို့တော့ကောင်းပါနော်ပါဇက်ကထင်တယ်ပြောတော့ထင်တယ်ဟောတော့ထင်တယ်နာတော့ထင်တယ်စာကြည့်တော့ထင်တယ်ပြီးတော့အဲ့ဒီထင်ကပျောက်သွားဆင်းရဲတယ်လို့ဘယ်ချိန်တက်ထင်တော့ဆိုတော့ဆင်းရဲတဲ့သာဝတ်နေရခက်ခဲတဲ့အချိန်ကောင်မှထင်တတ်ချမ်းသာလာတဲ့အချိန်ကြတော့ဘာချမ်းသာတာတို့သားဖို့ရမပူရဘူးဝိဖို့ရမပူရဘူးအိပ်ဖို့ရမပူရဘူးနေဖို့ရမပူရဘူးအဲ့ဒီလိုဖြစ်လာတဲ့အချိန်ကြတော့ဒီဒုက္ခသစ္စာကိုဆင်းရဲတဲ့တရားလို့မြင်နိုင်တဲ့ဉာဏ်ကကြောက်သွားပြန်မှန်လားဘုန်းကြီးပြောတယ်ဒါဖြင့်ဒီဒုက္ခသစ္စာခန္ဓာကိုယ်ကောင်ကြီးရလာတဲ့ခင်ဗျားတို့တို့ဆင်းရဲတဲ့တတ္တဝါတွေဟာဒီဆင်းရဲဒုက္ခဘယ်သူကြောင့်ရလာတာလဲလို့အကြောင်းရှာတော့သမုဒယသစ္စာလိုချင်မှုကြောင့်ရခင်ဗျားတို့တို့လိုချင်တဲ့လောဘခေါ်တဲ့သမုဒယသစ္စာကြောင့်ဆင်းရဲတဲ့တရားတွေရလာတယ်လိုချင်မှုခင်ဗျားတို့ကင်းမလားမကင်းသေးဘူးလားဒါဖြင့်ရှင်ဘုရားကောဆိုတော့ကျွတ်တော့ခင်ဗျားတို့တွေပို့လိုက်မယ်ထင်တယ်ဘုန်းကြီးလောဘဒရင်သွန်းနဲ့အမျှတယ်ခင်ဗျားတို့ကနာမည်ပေးတယ်နဲ့ပေါ့ခင်ဗျားတို့တွေပို့လိုက်မယ်ဒီတော့ကောင်းပြီအဲ့ဒီကဲ့သို့ခင်ဗျားတို့ကျွတ်တို့လိုချင်တဲ့လောဘရှိနေလို့လောဘဒီဟူသောသမုဒယအကြောင်းသစ္စာကြောင့်ဆင်းရဲဒီဟူသောဒုက္ခအကျိုးသစ္စာကြီးကိုရလာတယ်ဘုရားကိုယ်တော်မြတ်သည်ဆင်းရဲတာလည်းသိတယ်ဆင်းရဲတဲ့အကြောင်းတရားဖြစ်တဲ့သမုဒယသစ္စာလည်းသိထိုဒုက္ခသမုဒယတို့ရဲ့ချုပ်ရချုပ်တောင်းလမ်းကောင်းတစ်ခွဲဖြစ်တဲ့သမ္မာဒိဋ္ဌိအစသမ္မာသမာဓိအစုံမဲ့ခင်ရှိသွဲလမ်းကောင်းလမ်းပေါ်လည်းသိတော်မူလို့ဒီဒုက္ခသမုဒယတွေချုပ်ချင်တော်မူလို့လမ်းကောင်းလမ်းပေါ်မက်ကသစ္စာတရားထိုလမ်းမှန်ကြီးကိုဘုရားကိုယ်တော်မြတ်လိုက်ခဲ့လို့និရောဓသစ္စာတဲ့မျက်မှောက်ပြုတယ်ဘုရားကိုယ်တော်မြတ်ကြီးခြုံငိမ့်သွားတယ်ဒုက္ခတွေမခြုံငိမ့်ဘူးလားဒုက္ခဖြစ်เสียဖြစ်တဲ့သမုဒယလည်းခြုံငိမ့်မသွားဘူးလားဒါတော့အဲ့ဒီသစ္စာ၄ပါးကိုသိတတ်လို့ဘုရားခေါ်တယ်ဒီလိုဆိုရင်ဟဲ့သစ္စာ၄ပါးကိုသိတန်းတာဘုရားဆိုရင်တို့လည်းသိတယ်ကွာဘုရားတွေမှုပေါက်လာမှာဆိုရဒုက္ခသစ္စာဆင်းရဲတဲ့တရားတွေတို့သိတာပေါ့ကွာသမုဒယသစ္စာလည်းသိတယ်နိရောဓသစ္စာလည်းသိတယ်မဂ္ဂသစ္စာလည်းသိဒီသစ္စာ၄ပါးသိလို့သာဘုရားဆိုရင်ငါလည်းဘုရားကွာဟေးတို့လည်းဘုရားကွာဟောဘုရားတွေမှုပေါက်လာမှာဆိုရတယ်မှုမပေါက်အောင်ဝိသေသနာမှာပုဂ္ဂလေးကသဗ္ဗဓမေဘုဒ္ဓတိတိဘုဒ္ဓောတော်ယုံလျော်ယုံသိတယ်ဘုရားမဟုတ်ပါဘူးတဲ့အလုံးစုံသောတရားတွေကိုအကျွင်းအကြံမရှိကုံစင်အောင်ကန်းကုန်လန်းကုန်သိတော်မူတဲ့မြတ်စွာဘုရားယေသာကြီးတို့ဘုရားကတော်ယုံလျော်ယုံသိတာလားကန်းကုန်လန်းကုန်သိတာအဲ့ဒီကန်းကုန်လန်းကုန်သိတော်မူတဲ့မြတ်စွာဘုရားရဲ့အဆုံးအမကိုသာသနာခေါ်တယ်အဲ့ဒီဘုရားအဆုံးအမစကားတော်တွေတရားတော်တွေပျောက်ပြက်မသွားအောင်ပြန့်ပွားပါစေလို့ဆိုပြီးတော့ဗုဒ္ဓသာသနာပြန့်ပွားရေးအသင်းကြီးလို့ခေါ်လိုက်မနာခြင်းရင်သာရှိရမယ်တရားပွဲကျင့်ပတဲ့ပုဂ္ဂိုလ်တွေကတရားပွဲကြီးတွေကျင့်ပပြီးတယ်စီစီကားကားကြီးနဲ့ကျိုးစားပြီးတော့နာကြစမ်းပါဘယ်ဆရာတော်ဟောဘုန်းကြီးတို့တရားကတော့အပြင်းပြေတရားလို့မှတ်ပါ
ဘာဖြစ်လို့တော့နိုင်ငံကျော်တတ်ထားပေမဲ့ကျုပ်ကဘလုံးစုပ်သွေးကြော်ကိုတောင်ရောက်မြောက်ရောက်လို့အောင်းမိပါရောက်လဲရောက်တာပဲကိုတကယ်အစီအနှစ်ပြည့်ပြည့်ဝဝနဲ့ဟောကြားတော်မူတဲ့အိန္ဒိယရှိရှိဆရာတော်တွေရဲ့တရားကိုကြိုးစားနာပြီးတော့ကြိုးစားလည်းမှတ်ကြအောင်ရည်ရတာလောက်နဲ့အပြင်းပြေတာလောက်နဲ့တချင်းနားထောင်ရတာလောက်နဲ့ငိုချင်းလေးနှစ်သက်တာလောက်နဲ့လေအချိန်ကုန်မနေကြနဲ့ဓမ္မဂတိကတဲ့ကျုပ်ကအောက်ပိတ်ဆုံးဓမ္မဂတိကလေကတိခင်ဗျားတို့ကိုလေကားတက်ပေးတဲ့ဘုန်းကြီးအေးသားကြီးအိမ်တအိမ်နှစ်ထပ်အိမ်ဆောက်တဲ့အချိန်ခါမှာလေကားမပါဘဲနဲ့အပေါ်ရက်တက်လို့ရပါဘယ်ကနင်းတက်ရနင်းတက်ပြီးအပေါ်ရက်မသွားဘူးလားအပေါ်ရက်တက်ချင်တော့နင်းပြီးလေကားကြီးခင်ဗျားတို့ပြည့်ထားပြီးအပေါ်ဓာတ်ပဲတက်သွားတာပါအောက်ပြန်ဆင်းကျင်တော့ကောဘယ်ပေါ်ကနင်းဆင်းရလေကားပေါ်ကနင်းဆင်းပြီးတော့အောက်ကိုလိုချင်တဲ့ဌာနသွားတာပါလေကားဆိုတာနင်းတက်ယုံလေးပဲပြိဿအထက်တက်ချင်တဲ့နင်းတက်သွားအောက်ထပ်ဆင်းချင်တဲ့နင်းဆင်းသွားကျုပ်ကအဲ့ဒီလေကားခင်ဗျားတို့လေကားတက်ပြီးတကယ်ဝိပဿနာအဆင့်မြင့်နဲ့တကယ်မက်ပေါက်ဖို့ဝင်တရားတွေကိုနာခြင်းစိတ်ကလေးတွေပေါ်လာအောင်တရားနာတတ်တဲ့နာကလေးတွေဖြစ်လာအောင်ဆွဲခေါ်ရကျန်ဒီကံတရားပွဲကလေးတွေအိမ်ဆောင်ထားလို့မရဒီဘုန်းကြီးတရားနာရတာမဆိုးဘူးကွာရည်စရာလေးတွေလည်းပါတယ်ပြင်းဘူးကွာမမင်းတစ်ခါတော့ချင်းလေးရဆိုလိုက်သေးဗျာအနောက်ပိုင်းငိုချင်းချတာမင်းငါမျက်ရည်ကိုဝိုင်းလာတာဗျာလာခြင်းအောင်ဆွဲခေါ်ရသာမတတ်တဲ့မိမတွေကျုပ်တရားနာလို့ရလူပြိန်းတွေကျုပ်တရားနာလို့ရဘာသာမရွေးဘူးဟောတချို့ကလမကြီးတွေဟောဒီနားမှာအကွင်းကြီးတွေတွဲလောင်းကြီးတွေပါတယ်ကျုပ်တရားပွဲတုံအောင်နာတာကျုပ်တရားပွဲကနောက်ပေါက်ဖော်ကြီးတွေဆိုတာတလုတ်ကြီးတွေတရုတ်ကြီးတွေကျုပ်ကတရုတ်ဘုန်းကြီးတရုတ်တွေနဲ့ကျုပ်နဲ့ကအင်မတန်အဆက်တဲ့ဘယ်ရောက်ကျုပ်တရားပွဲမှာတရုတ်တွေများစွာလှူတယ်မြင်းညာတုန်းကဥကိစံဆိုတဲ့တရုတ်အစ်စ်ကြီးအရက်တောက်တဲ့ယူထားတာဗမာမမညွန့်နဲ့ဗမာမယူထားပြီးတော့အရက်တွေတောက်နောက်ကျုပ်တရားအင်္ဂုလိမာလဇတ်ထုတ်ကြည့်သူ10ချိန်လောက်နားထောင်တာတောင်သဘောမပေါက်နားထောင်ဟုတ်10ချိန်လောက်နားထောင်တာသဘောမပေါက်တော့ခဏသူမိမကိုမေးတယ်သူမိမကဘာသာပြန်ပြအဲ့ဒါအတော်လေးသဘောပေါက်သွားတယ်လက်ညှိုးတွေထောင်ပေါင်းများစွာဖြတ်ပြီးတော့လူတွေတတ်တဲ့အင်္ဂုလိမာလတောင်ကျွတ်တန်းဝင်နေရင်ကိစံတဲ့မင်းအရက်တောက်တာဘာလို့မဖြတ်နိုင်ရမှာလို့နိုင်ရှင်ချက်ကလေးသူအတုယူလားအတုယူပြီးတော့ကျုပ်တရားတိတ်ခွေတွေအများကြီးဖွင့်နောက်ကျုပ်ကိုသာသနာပိတ်မှန်တခန်းတွက်900တက်ကြီးအိမ်ပင့်ရေစက်ချလူသုံးကတ်ဘုန်းကြီးဘာဟင်းနဲ့စားမလဲတဲ့သူကငမန်းတောင်ဟင်းကျူချက်ထားတာတစ်ခွက်ထဲ90ခုကျုပ်ကလည်းကျုပ်ကြိုက်တာကျုပ်ပြောလိုက်တယ်မလွတ်အောင်ရှင်ရင်ဟင်းကောင်းနဲ့ငရုတ်ပြီးမီးတင်ပြီးထောင်းစီနိုင်ဆန်းပါလို့ကောင်းတဲ့ဟင်းတွေလည်းတစ်ခွက်မှမကြံစီနဲ့လို့နှစ်ဖက်ရပြောရဒါကြောင့်ငရုတ်သီးတောင်းနဲ့ချင်းမောင်ဟင်းကြီးလှုပ်ထားပဲနဲ့လှုပ်ဒီတော့ကဘုန်းကြီးတွေကအဲ့ဒီချင်းမောင်ဟင်းအပြောမှားလို့၅ပါးမှောက်လို့ထွက်ပြေးရကျောင်းမကြီးတော်မှုေးအောင်ကျောင်းရောက်သွားတယ်ကျောင်းမကြီးကျောင်းကလည်းဘုန်းကြီးမမြဲဘူးဘုန်းကြီးမမြဲတော့ဒကမကြီးတဲ့တုတ်ကတော့ချင်းမောင်ဟင်းစားရပြီးတာပေါ့စကားကလွန်ထားတယ်နှုတ်မရချင်းမောင်ဟင်းကြီးကတ်တော့ဘုန်းကြီးကြတော့ပါဇက်တဲ့ခေါင်းလျှော်ရည်ဆိုနန်းလာချင်းမောင်ရွက်ကလည်းပုတ်ကြီးနဲ့တည်ထားတာကျောင်းမကြီးကအဲ့ဒါပုတ်ကြီးနဲ့တည်ထားတဲ့ကျောင်းမကြီးကျောင်းနောက်ကျောင်းမကြီးအိမ်မီးလောင်ရောမီးလောင်တော့ဘုန်းကြီးဖျကိုရင်လေးတပါးကကျောင်းမကြီးတော်မှုေးအောင်အိမ်မီးလောင်တာကိုမိဖျဟေး
ဒုက္ခပါပဲကွာဟာနေသားမဟုတ်ချင်းမောင်ပုတ်ကြီးမြောင်းပါသွားသေးတယ်ချင်းမောင်ပုတ်ကြီးလည်းပါသွားတဲ့ဗျာကျောင်းအမကြီးအိမ်မီးလောင်လို့တော့ဝမ်းနေတာပေါ့ချင်းမောင်ပုတ်ပါလို့ဝမ်းသာသူကနှစ်ဖက်ရဖြစ်ဝမ်းနေရမှလားဝမ်းသာရမှလားမိသိန်းကြီးဆိုသလိုခါကြားဘူးလို့ထဲပြောတယ်ရုပ်ရှင်ဇာတ်ကားတွေလည်းပေါ်ရတဲ့နာမည်သူကဝမ်းနေဝမ်းသာဖြစ်နောက်ကျောင်းမကြီးကျောင်းရောက်လာဒကမကြီးကျောင်းမီးလောင်နေဆိုတင်ပါဗျာဒကမကြီးအိမ်မီးလောင်နေဆိုပဲနဲ့ကျောင်းကိုညဆိုလည်းရနာထောင်းတာဒကမကြီးအိမ်မီးလောင်နေဆိုတင်မလောင်နေဗျာပုံရောလာဒကမကြီးတင်မအကုန်လောင်တာဗျာဟိုချင်းမောင်ပုတ်ကြီးပါသွားပြီကျောင်းမကြီးကရှောက်တယ်ဗျာတဲ့ချင်းမောင်ပုတ်လည်းပါသွားတာပေါ့တဲ့ဒါပေသည်ချင်းမောင်ပုတ်ပါသွားလို့အရှင်ဘုရားစိတ်မငယ်ပါနဲ့တဲ့အရှင်ဘုရားအတွက်ချင်းမောင်ခင်းတစ်ခင်းလုံးရှိပါလေပြီးရောမဖြစ်ဘူးဟာဆိုပြီးဘုန်းကြီးလစ်တော့တာလစ်ပြီးတော့လူကြုံမှားလိုက်ချင်းမောင်ခင်းတုံးရင်ပြန်ခဲ့မယ်အကြောင်းပေါ့ခရီးကြုံငွေအောင်ကိုပြောလိုက်ပါရွှေချင်းမောင်တုံးကမကမောင်ဖုံးပြန်ခဲ့မယ်ချင်းမောင်ခင်းကြီးတုံးရင်တော့ပြန်ခဲ့မယ်ဒါကြောင့်ကျုပ်ကတရုတ်ကြီးဥပိသံကိုချင်းမောင်ခင်းရောငရုတ်ပြီးတောင်ရောကောင်းတာလဲတစ်ခွက်မှမကြံစီနဲ့ဆိုတော့ကျုပ်ကတော့မလွတ်အောင်ပြောရတရုတ်ကနည်းနည်းစိတ်ဆိုးသွားစိတ်ဆိုးရောပေါ့ဟင်းကောင်းကောင်းချက်ထားတာချင်းမောင်ခင်းငရုတ်ပြီးတောင်ဆိုတော့လှောင်ရမလားလို့သူလိုလဲသိမ့်မပြောတတ်ဘူးတရုတ်ကရှာအလုံးလုံးရှာပြုတ်ကြမှာဆိုရဟောကြီးအားကြီးမကောင်းဘူးလားတဲ့တရုတ်ငမတော့ဟင်းကြိုချက်ထားတယ်လို့တစ်ခွက်ထဲ9ရှက်ပေးရတယ်လို့လဲ9ရှက်တဲ့ညာတော့ကျုပ်မျက်စိလဲလားမကောင်းတာတွေပူတာစက်တာတွေအားကြီးစားခြင်းလဲလောတယ်အကောင်တော့ပိုးကောင်လဲမလောနဲ့ကျုပ်ကပြောရင်ဘိုက်နေရီတော့ပိုးသိပ်ဆိုးတော့တရုတ်ကြီးပိုးမပီတော့မပီလေရီလေစိတ်ဆိုးလေမပီလေဖြစ်ကုန်နောက်တော့မှသူ့မိန်းမကပြောတယ်မဟုတ်ဘူးတဲ့ဘုန်းကြီးကအေးရေးပြက်လို့ချင်းရည်ဟင်းကောင်းချက်ကောင်းတာတွေလည်းတစ်ခွက်မှမကြံစီနဲ့လို့ပြောတာတဲ့အဲ့ဒီတောင်တရုတ်ကြီးစိတ်ကြည်နဲ့ဒါကြောင့်ကျုပ်တရားကလေတရုတ်အစ်စ်ကြီးတွေလည်းတရားနာကလားတွေလည်းတရားဝဲကိုရောက်ရှမ်းကချင်ကရင်အစုံရောက်ခရစ်ယာန်တွေတရားဝဲလာနာ30မှာပြင်တယ်တရုတ်2ယောက်ခရစ်ယာန်1ယောက်ဟော3ယောက်ပေါင်းပြင်တယ်တရားဝဲ3ယောက်ဒီလိုတရားနာကြတယ်ဒါကြောင့်ကျုပ်တရားကလူပေါင်းစုံအကုန်ပြုံဆွဲရတဲ့တရားမို့နိုင်ငံကျော်ဆိုတော်လည်းပဲဘလုံးရှုပ်ထွေးကျော်မြို့ဒါပေမဲ့ကျုပ်တက်ပေးတဲ့လှေကားလေးနဲ့တက်ကြပါအထက်ထဟမ်းမြင့်တရားတွေကိုနာလိုတဲ့ပုဂ္ဂိုလ်များကျုပ်တက်ပေးတဲ့လှေကားလေးကျုပ်ကိုလှေကားတစ်ပွဲအောင်မေ့ပြီးကျုပ်အပေါ်ကနင်းတက်သွားကြလှေကားဆိုတာနင်းယုံနင်းတာပါခမည်းတော်အထက်တက်သွားတော့လေကျုပ်ထားပြစ်ခဲ့ပါပါတပြေလုံးကြံဒီကံသချင်းဆိုတယ်ကြံဒီကံတရားနာထောင်လိုက်ငိုချင်းချနေတာပါကွာလို့ကျုပ်အပေါ်တောင်းတင်းနေတော့လေဒီစကားသားနေများကြလာတော့တို့အစကတော့အပြင်းပြေလို့သချင်းဆိုတာအဟုတ်မှတ်ပြီးသွားနားထောင်တာဖန်တော့ဘူးဟေးနည်းနည်းလေးနားရှက်လာပါဟာဝိပဿနာလိုင်းပြောင်းမှဟာဆိုပြီးတော့ကျုပ်လေကားမှုနင်းယုံနင်းပြီးတော့ပြစ်ထားပြီးအထက်တက်သွားကြပါဗျာလို့ဒီလိုပဲတိုက်တွန်းရဒါကြောင့်တရားနာပိဿလှေကထစ်ပါဓမ္မကတိကတဲ့အောက်ပိတ်ဆုံးလူများလူစည်းနေတယ်ဆိုတာကောင်းလို့မထင်နဲ့နားလေလို့နော်ဒါကြောင့်နားလေအောင်ပဲကျုပ်ဟောရပါလိမ့်မယ်လို့သဘောပေါက်ရလားဘုန်းကြီးပြောတာအဲနားလေအောင်ကြိုးစားပြီးတော့သာနာကြပါလို့ဘုန်းကြီးတိုက်တွန်းရပါပြီဒီတော့အခုဘုန်းကြီးပြောနေတဲ့သာသနာကိုပြောနေဘုရားအဆုံးအမအဲ့ဒီသာသနာကိုနည်းနည်းလေးပြန်ဆက်နားလေအောင်သဗ္ဗပပတ္တအကရဏံကုသလသုပတံပရာ
သစိတ်တပရိယောဓဗနာဧတံဗုဒ္ဓနာသာသနာပါဠိမြန်မာလိုပြောသဗ္ဗပပတ္တအကရဏပါဠိမြန်မာလိုပြောတော့မကောင်းတာတွေမလုပ်ပါနဲ့ရှင်းရှင်းလေးမှတ်ခဲ့လက်တစ်ချောင်းချိုးထားကုသလကုပသံဗရာပါဠိမြန်မာလိုပြောတော့ကောင်းတာတွေကိုလုပ်ပါပြည့်စုံပါစေပေါ့သစိတ်တပရိယောဓဗနံမိမိစိတ်ကိုစင်ကြင်အောင်ထားပါသုံးခုကဲဆိုကြည့်သားနောက်ကလက်ချိုးပြီးတော့မကောင်းတာတွေကိုမလုပ်ပါနဲ့ကောင်းတာတွေကိုလုပ်ပါမိမိစိတ်ကိုစင်ကြင်အောင်ထားပါဘယ်နှခုလဲပြန်ပြောကြည့်စမ်းပါဘယ်နှပါတော့အဲ့ဒါဖျားဆုံးမတဲ့အကျဉ်းချုပ်သာသနာလို့မှတ်သွားစမ်းဖျားတဆူတဲ့ဟောတဲ့အကျဉ်းချုပ်သာသနာလားမဟုတ်ဘူးဧတံဗုဒ္ဓနာသာသနာခင်္ကာဝါလို့သဲစုမကပွင့်တော်မူတဲ့ဘုရားရှင်ကိုရောမြတ်တိုင်းဆုံးမသွားတဲ့အဆုံးအမပါတဲ့သုံးပါဘယ်နှပါတော့ပြန်ပြောကြည့်သမ်းပါမမိဗလားဒါကိုကျွတ်တို့ကရိုးရိုးဟောသွားမယ်ပေါ့အဘပပတ္တအကရဏဆိုတာမကောင်းတဲ့အလုပ်တွေကိုရှောင်ကျင်ညာကုသလသုဖသံဗရာဆိုတာကကုသိုလ်တရားတွေနဲ့ပြည့်စုံရမယ်သစိတ်တပရိယောဓဗနဆိုတာမိမိစိတ်ကလေးကိုစင်ကြယ်အောင်ထားကြပရိသတ်ကြီးမှတ်သွားကြခမရတို့ပြန်မမေးပဲနဲ့ဒီတိုင်းဟောသွားသူတန်နာပါလို့တော့ကြားလိုက်ရပါရဲ့နာဥပလက္ခိတံအိမ်ရောက်အောင်မှတ်မိမလားဆိုတော့တရားပွဲထဲတွင်ပြောင်းရောတရားပွဲထဲတွင်ဂုံရောအဲ့ဒီလိုဂုံသွားမှာကိုအကုန်မခံရင်လို့ကြံဒီကံတရားပွဲရောက်လာရင်တပွဲဆိုသလောက်ယူမသွားတာတော့ခမည်းတော်ရဲ့အပြည့်ပဲကျုပ်ကတော့အိမ်ပါအောင်ထည့်ပေးလိုက်ပြီခင်ငါဝါလူသဲစုမကပွင့်တော်မူတဲ့ဘုရားရှင်ကိုတော်မြတ်တိုင်းဆုံးမတော်မူတဲ့သာသနာဆိုတာမကောင်းတာတွေမလုပ်ပါနဲ့ကောင်းတာတွေလုပ်ပါမိမိစိတ်စင်ကြင်အောင်ထားပါပါလောက်ဘူးလားအိမ်ရှိအောင်ပါဆိုမှတ်လဲမှတ်သွားရတယ်လမ်းသွားရင်လည်းတရားပွဲကပြန်ရင်လည်းတယောက်နဲ့တယောက်ပြောသွားရတယ်ဘုန်းကြီးဟောတဲ့ဘုရားရှင်ကိုတော်မြတ်တိုင်းဆုံးမတဲ့သာသနာကသုံးခုဘယ်သူလဲဟေ့တယောက်နဲ့တယောက်မဲမကောင်းတာတွေမလုပ်ပါနဲ့ကောင်းတာတွေလုပ်ပါမိမိစိတ်စင်ကြင်အောင်ထားပါတဲ့တယောက်နဲ့တယောက်ပြောသွားရင်မေ့ပါကောင်းတဲ့အတန်လေးတွေထွက်တော့လဲခမည်းတော်ဟန်ကလေးတွေမကောင်းဘူးလားပြိဿဩတရားပွဲကပြန်လာကြတာဟဲ့ဟောတဲ့တရားတွေကိုပြန်ပြီးတယောက်နဲ့တယောက်ဆွေးနွေးသွားကြတယ်မေးမြန်းသွားကြတယ်ဖြေသွားကြတယ်တရားပွဲကပြန်လာတာဟဲ့တို့မနာနိုင်ပေမဲ့သူတို့တရားပွဲသွားကြတယ်သာဓုခေါ်ဘူးလားသာဓုတရားသံထွက်လို့လားရုပ်ရှင်သံထွက်လို့တရားပွဲကလည်းပြန်သေးရဲ့ခင်သန်းလူကြီးကဇာကားချက်မရိုက်တော့ဝင်းဦးကြီးဘာသာကားအစ်စ်ထွက်တွန်တေးကြီးကလည်းဇာထဲလိုက်နေဆိုချစ်တဲ့ဘယ်နဲ့နေသလားဘယ်သူနဲ့လားမသိပါဘူးတော့ဟေးမတော်တရားပွဲကပြန်ပြီးအဲ့ဓာတွေပြောသွားမယ်ဆိုရင်ကိုကဟန်ပြက်သည့်အတွက်ပိဋကကြီးဘေးလူတွေဘေးအိမ်တွေကကြားရင်သာဓုခေါ်ပါဘယ်ခေါ်လိမ့်နုတရားပွဲကပြန်လာတော့ရုပ်ရှင်ကပြန်လာကြသကူဟန်မကောင်းလို့ဒါကြောင့်အတန်ကောင်းမှဟန်ကောင်းတဲ့ဟန်ကိုဖို့တဲ့ဟန်မစုဖို့တော့ပိဋကကြီးမှန်ကြတော့မှန်ကသူများဖို့ထားလိုက်ဟန်ကကိုယ့်အတွက်ဟန်ကောင်းမှပြောရအောင်ဟောဒီဟန်အကြောင်းလေးချက်လားဟန်ကိုဖို့ဆိုတာလေးနည်းနည်းလေးသဘောပေါက်အောင်ရှေ့တုန်းကကျွတ်တို့မြစ်စိတ်အနီးမှာရွာတရွာရှိရဲ့ပြိဿကလေးမလေးတယောက်ကလည်းမိမ့်မပြူအရွယ်လေး
လူပြူစားတာခံရရှာတော့အဝတ်မကပ်ဘူးသမီးအင်ကြီးမကပ်ဖဲနဲ့ဒုက္ခရောက်နေတဲ့မိမပြူလေးခြံထဲထားပြီးတော့မိဘများကထိတ်တုံးခတ်ထားရဒီအရွယ်လေးအဝတ်မပါဘဲနဲ့အပြင်ထွက်သွားစောကားသူပေါ်မယ်နှိမ့်ဆက်သူပေါ်မယ်ဒုက္ခများရှာရောက်မယ်ဆိုပြီးတော့မခတ်ချင်ဘဲနဲ့ထိတ်တုံးခတ်ထားရတနေ့တစ်၌ကြတော့တရားနာပရိသတ်ကြီးလေရိုးသားနှစ်ယောက်ကလည်းလေကြီးနဲ့မြစ်စိတ်ရောက်ငွေကလည်းအသုံးဆွဲကပြတ်မိမကြီးကလည်းဆံမင်းလေးဖာရချလို့ဒုက္ခပါပဲတော့ငါသမီးလေးဒီဘဝအညွန့်ကျိုးပါပြီအမလေးညီမချင်းမစနာသမီးချင်းမစနာလုပ်ရကြပါပဲရဲ့သမီးရဲ့ဒီယောဂါကြီးပြောက်အောင်မင်းငွေကုန်ခံပြီးတော့ကုပဲမလို့အရာတွေများစွာနဲ့ကုပဲမလို့ငါသမီးကြီးမပြောက်ပါလားနဲ့မျက်ရည်ပေါင်းကြပြီးငိုတန်ကြတော့လေဝင်ကလူတစ်ယောက်ကတော့ဘာလို့မောင်တော်ဘာဖြစ်လို့ငိုတာလဲခင်ဗျငါသမီးလေးကွယ်လူပြူစားထားလို့အဝတ်မကပ်ဘူးပဲခြံထဲထိတ်တုံးခတ်ထားရတော့ကျွန်တော်ကုမယ်ပြီးတော့တန်ငယ်ချင်းကလက်ကုပ်ပြီးတော့ဟဲ့ကောင်နေပါအောင်ကွာမင်းကဘာပညာတတ်လို့ကုတာနေသမှာကွာမင်းဟန်ကုဝေသုံးပြတ်နေတာမင်းတာနေသမှာဟန်ရေးကြည့်တော့ကျွန်တော်ကုမယ်ခင်ဗျမောင်ရင်ရဲ့တဲ့ဖြစ်ပါမလားတဲ့ဆရာကြီးစုံနှပါပြီငွေလဲကုန်နှပါပြီကွယ်တင်မယ်တော့မပြောင်းရင်တပြားမှမပေးနဲ့ပြောင်းမှပေးကျွန်တော်စကားသာတော်နားထောင်ကဲပြောပါမောင်ရင်တော်ဟိုပြန်ရောက်သွားလို့ရှိရင်ရွာထဲကိုကြီးညာလိုက်နောက်ကဆရာလာလိုက်မယ်ဒီကနေ့ပညာပဲနဲ့ဆရာနဲ့အပြိုင်တည်းဆိုတာရွာထဲကြီးညာလိုက်ကြီးညာပြီးတော့တော်တို့ရွာထဲကလူတွေအကုန်လုံးဆန်းလောက်အောင်ခြံကြီးတစ်ခြံခတ်နိုင်မှာမလားပတ်ဆန်းရှိပါတယ်ကွယ်တဲ့တို့ရွာထဲတော့တို့တစ်သေးပါဘူးငါအကုန်လုံးတတ်နိုင်ပါတယ်တိုက်ဒါဖြင့်တော်အဲ့ဒီတိုင်းကစီမံထားလိုက်ကျွန်တော်လာခဲ့တော်သမီးကိုအဲ့ဒီထဲထားပါဝင်ပေါက်ထွက်ပေါက်ဟာနှစ်ပေါက်မထားနဲ့တစ်ပေါက်ထဲထားတော့ကောင်းပါပြီမောင်ကြီးတော်ကျွန်တော်မှားလိုက်မှမပြောင်းရင်တပြားမှမပေးနဲ့နော်ကောင်းပါပြီကဲတော်ပြန်တော့ကျွန်တော်တို့လာခဲ့တငယ်ချင်းကလက်ကုပ်ပြီးတော့ဟေးကောင်နေမင်းဘာတတ်လို့ဒါနေသားမှာကွာဟန်ကိုမင်းငွေသုံးပြတ်နေပါလေဆိုမှမင်းကွာပြေးပေါက်မှားနေပါဦးမင်းတော်ကြကြမှာမင်းငါအကြောင်းသိလိမ့်ဆေးလုံးအောင်မယ်ဆိုပြီးဆေးလုံးလိုက်ဆေးလုံးကလည်းထူးထူးဆန်းဆန်းမဟုတ်ပါဘူးပါလာတဲ့အုံဒီကလေးတွေအမှုန့်ကျိတ်ပြီးတော့ရစ်စိတ်ကရွှွန့်နေတဲ့ကောက်လုံးတာအနူကြီးသုံးလုံးဆေးလုံးကသေးသေးပဲတွတ်လက်သီးစုပ်လောက်ရှိသူများဆေးကောင်းတော့တန်းကောင်းတယ်သူကလက်သီးစုပ်လောက်အဲ့ဒီဆေးလုံးကြီးသုံးလုံးလုံးတော့လွယ်ထဲနေလေးလှမ်းလို့ဖန့်လောက်တော့မှဒါမဲ့တငယ်ချင်းသွားစုမလိုက်ရဲပါဘူးမောင်ညာအဲ့ကောင်ဟန်ကောင်းမှုအရေးကြီးတယ်ကွာဟန်ကိုကျမမင်းကဒီလွယ်အိတ်လွယ်လိုက်ခဲ့ဟိုကြရင်မင်းကိုငါကတပည့်လို့ခေါ်မမင်းကငါ့ကိုဆရာလို့ခေါ်လိုက်ပါဘူးမင်းကဘာတတ်လို့မင်းကခက်တယ်မင်းငွေ900သုံးရမယ်ကွာမပြောင်းရင်တော့တပြားမှရမှာမဟုတ်ဘူးဒါပတိငါဟန်နဲ့ကုကဲတငယ်ချင်းလာပါကွာလိုက်ခဲ့မင်းဟိုကြငါဆရာကွာကောင်းပါပြီမောင်ရအတိုင်သွားပါမကြငါနောက်ကနေတဲ့လူပြေးဖို့လွယ်ပါလွယ်ကြီးလွယ်ပြီးလိုက်သွားဆရာလာလိုက်မတဲ့ပညာပဲနဲ့အပြိုင်ဆိုတော့ရွာထဲကလူတွေအကုန်လုံးတရားနာပိတာဟောခြံနေရောက်ကြကြည်ချင်ညာလွန်းလို့ပညာပြိုင်နေပွဲကိုဒီကဆရာကရောက်သွားတော်ဆရာလာပြီဆရာလာပြီဆိုအပေါက်ကထွက်ကြည့်ဆရာလှုပ်တဲ့လူကတကားပေါက်ကရပြီးတော့ဝင်ပေါက်ထွက်ပေါက်တပေါက်ထဲရှိတဲ့နေရာကနေပြီးတော့ဝင်ပေါက်ထွက်ပေါက်နေရာကကြည့်ပရိသတ်ကိုအကုန်လုံးသူရှောက်လှည့်ပတ်ပြီးတော့ဇက်ကလေးလဲပြီးမျက်လုံးလေးနဲ့ဝိ့ဝိုက်ပြီးအကုန်ကြည့်ပြီးတော့မှတော်
呀，八人多少人？八人的天嘛，找到怎么漂亮？回家得家报呀，八人的天嘛，咱这这样那比啥？哎，这边，加，等个人弄弄啊，加，谁弄呗？要把钱要，谁弄东弄那弄偷回来，白白的钱那弄干，伢白的钱那弄干，到到你妈讲到谁弄去？သူများကဆေးကောင်းတော့တန်ကောင်းလက်သီးစုပ်လောက်ဆေးလုံးကန်လို့အံ့ဩကြမယ်ပေါ့ကျွန်တော်ဆေးလုံးတန်ပညာဆေးလုံးမမှတ်ပါနဲ့ဂါထာမန္တရားတွေစုပ်ပြီးအနှစ်အလလအရရကနေပြီးတော့စုခဲ့ရတဲ့ဆေးလုံးဘယ်ဟုတ်မလဲခုနကမှလုံးလာဟာငါကောင်းကျွန်တော်ဆေးလုံးနဲ့သာထုလိုက်ရင်အထုခံရတဲ့လူဟာအယိုးတခြားသားတခြားဖြစ်ရတော့ကျွန်တော်ပြိုင်တော့မတော့ကောင်းပါပြီဆရာကြီးထွက်မဆိုင်ဘူးထွက်တယောက်ချင်းထွက်မဆိုင်ဘူးထွက်တော့ကျွန်တော်ဆင်းလုံးကလေထူလိုက်ရရင်အယိုးတခြားသားတခြားဖြစ်ရတချို့ဘွားကြီးတွေအဖိုးကြီးတွေများကုန်းနဲ့ကျက်သိမ်းချတာနဲ့ထွက်ဘယ်ရငါများထူလိုက်မှလားကွာအချို့ဘွားကြီးတွေကလည်းကြောက်မလဲတော့သူဟာကအယိုးတခြားကသားတခြားအဖွားကြီးတွေကလည်းလန့်ဟောလိုက်ကြတာဖះနဲ့သူကပြောထားတာကလည်းအတော်ရှင်းတယ်မဆိုင်သူထွက်ဖွင့်လိုက်ကြတာပြိဿကြီးတကယ်ကလေးမလေးလှုပ်ထားတဲ့မိန်းမကဟောဆန်တောင်းသမင်ဖာယာကြီးနဲ့တယောက်သေးကြတယ်အဲ့ဒီကြတော့မှအကုန်လုံးနဲ့ထွက်သွားရောတော့တကားပိတ်ပိတ်လိုက်ပြီတကားလက်ဖွဲ့နဲ့မှဖမ်းတာမဟုတ်ဘူးနော်ဒေချာနာထောင်ကြည့်ဦးဆေးတွေမှာတိုက်ဖမ်းတာမဟုတ်ဘူးခြံပိတ်ဖမ်းတော့တကားပိတ်ခိုင်းပြီးတော့မှအဲ့ဒီမိန်းမလာသွားမိန်းမယုတ်နင်းညီမဆိုရင်နင်းဒီလိုလုပ်မလားနင်းသမီးသူများကဒီလိုလုပ်ရင်နင်းခံနိုင်မလားဘာမဟုတ်တဲ့ဘယုတ်ဒုက္ခအဝိကိကြောင့်နဲ့အောက်တန်းပညာနဲ့သူ့ကဖက်သားကိုအဝတ်မကအသားမကနင်းတော့မှဘလို့ဖြစ်စရာကောင်းကဲရုပ်မာတယ်မိန်းမငါပဲချမ်းဆိုတခါလေးရိုက်ချပြင်မဲ့ထွက်သွားတဲ့လူကဘေးကနေကြည့်တာဆရာပေါက်လေးကချောင်းကြည့်တာဆေးလုံးဝါကြီးနဲ့ရိုက်တာဟဲ့လူကိုယ်တိုင်တွေ့လို့မှတဲ့ရိုက်နေတာဒါဆေးလုံးဝါလို့ဟိုလေတောက်ပါပြီဆရာရဲ့အခုမှကြောက်ပါဘေးတော့ကပ်ပြမယ်နဲ့မလုပ်ပါနဲ့ဆရာရဲ့နေမလုပ်ထားတော့အသာကျွေးထားပါလေဆရာရဲ့ချနေအသာဆရာရဲတဲ့နောက်ဘာမှမဖြစ်စေရပါဘူးတဲ့အသာကချလို့မဖြစ်ချလို့ဖြစ်ရမှာတွန်းတော့ကတွန်းပြီးတော့ထုံးနေဒီလိုပြောတော့ဆရာရဲမထုတ်ပြရလိမ့်သေပေတော့ဒီမိမငါဆေးလုံးမလုပ်ပါနဲ့ဆရာရဲမလုပ်ပါနဲ့မလုပ်သူကအယိုးတခြားသားတခြားဆိုတော့ကြောက်အဲ့ဒါနဲ့တရားနာပိဋကရေဆရာရဲနဲ့ရေတစ်ခွက်ပေးပါဆိုတော့ဒီထက်ရေမရှိဘူးဆရာရဲဒီမဲ့ထွက်လာကျုပ်လက်ထွက်ဒါကဖွင့်တော့ကြံပိတ်ဖွင့်ပြေးမှလည်းသိုးပါသေးနောက်ဟိုဆရာရေလာတော့ဖွင့်ကြံပိတ်ဒါကပိတ်ဖမ်းရတဲ့ပညာတွေကိုအဲ့ဒီလိုနဲ့တရားနာပိဋကဟိုကရေကိုမိမကိုယ်တိုင်သူ့တဏ္ဍာကပ်ပြီးတော့မှန်းပြီးဆရာရဲတဲ့ဒီတိုက်လိုက်တာရေလည်းတိုက်လိုက်ရောဒါလောက်ရှိထက်ညက်လုံးလေးတွေကြာထက်ညက်လုံးလေးတွေလည်းကြာသွားကုန်မလားကုန်အောင်ထုံးကုန်ရလား
Nga lay no mayabuno. Yan is it no? Oh, him a sailor one up on it, but none. Anga county. Ya yet the loan jamado. Oh, Eddie the low. Eddie low, a colonna told that your believe my little. Oh, me, to me. Yeah, really, he changed he lava. A maybe pocket, I won't go now. To the military, me, don't wish that you were shell at you. We thought you may. Got on, Neo. Where? Down by. You the who gave that. Now, with that, you love when Piampe with a lady with. Go on it. Go, Mammy. Don't me now, and where that down my bola de Yabu. All I ain't know that. Kenny don't know by Shin Sayaji, talk about that like to Jaya like it. Hang up, go. You know that now. Don't know you quit. When Piampe, you can't let them up man. Yeah, this time you die. Oh, the cool be that didn't have a mamma. Oh, you want to do it. Oh, you're like, you'll be the yacht. It is I saw. Yeah, thought of Matavia in a number of I'm a dog. I'm a dog. Matahuna, not say no, that nobody say about me. Eddie in the Anna Veda who made my year thought. Doro, they're not a year do by Kay Young, and a Bama Junk. Bama Bune. They're not say you do by table, young one a king at Sabi. Don't the Minia, Pilu Macone, saying it, young Migan. Yan there, a king must do fight a dozen to be David Army. Hang a go. Right, Vivi, then one night. I'm another Sajita. Mata. Any don't know by Shansi Sudan. Ah! We must not let you. Ah, they don't tell them that you did. We must wait a time. Guy, we left your Kalima, Lina Piao, Roba. We Naya got on a Toya, Naya Piam Pigger, we will get a yard. Now we can open it, China, the Channel Talaga. And then of Pianca. No, very don't say. Come on, okay. Now you don't know Yard, but a good thing is 20 kilo. Yeah, oh, Tianeton on it, Mila Java, read it. GPR, GPR, Peruma, oh, yeah, may I ask anybody lonely? Yeah, a thing they meet a few days with come on. Oh, yeah, don't come already gone. Yeah, a don't come on it, took a deal tamam dilu. He send you long don't know, cannot hold up pretty than it is. Oh, yeah, don't come on, me, a hango of your than a beauty, oh, soon at only then alone, like a mamma who ha. I hear him do one, yeah, Nini Lala. Nini Lala, mentioning alone. Every Madiana with a now they champion, hango a job. Dado, hang down no she and Taminta look mangabu, who kick on it, hang in a tank on it. The two men hang on the Asia machine, never appear back to the Yalu out of the Tism, the Tiba. Okay, hang a tank on. The Yahweh up Yama Camaro, hang down ya, a tank down ya, oh, the Yahweh up Yana Ravala, head, the Yavan living and pure government, we got Garu Kona Vega. Hilo Mahokana Yoshi down is that down is CY down if you're going to Tiana, Jetalu, Piano, Velu, they got some man like Mamma. I said, hang on in a piana, the two Taitoma. Pare, Georgina Coninga, don't Macau, that we go Malobane.
ကျွတ်တော့ငယ်ငယ်တုန်းကတော့အဘိဓမ္မာဟောခဲ့တဲ့ဤဒီကသုတ်တန်ဒေသနာတော်များဖြစ်သေးသည်ကိုမှတပါအလွန်တရာနဲ့ခက်ခဲသိမ်မွေးလှစွာသောအဘိဓမ္မာဒေသနာတော်များကိုဟောတော်မူလိုပြီးဖြစ်၍ကုသလာဓမ္မအကုသလာဓမ္မဟု၍ဟောတော်မူပြီးကျွတ်တော့ကလည်းစာမသိမှုသေးဘူးမူဒီလောက်ဟောလိုက်တာနာတဲ့လူကလည်းမူဒီလောက်နာသွားတာအိမ်ကြတော့လည်းမူဒီလောက်ပဲကြံတော့ကုသလာဓမ္မဆိုတာဘာမှမသိခဲ့ဘူးအကုသလာဓမ္မဆိုတာဘာမှမသိခဲ့ဘူးဟောအခုတော့ကုသလာဓမ္မဆိုတာပါဠိဟဲ့ဘာညာနှမများမှတ်သွားကြမြန်မာလိုပြောတော့ကုသိုလ်တရားလို့ခေါ်သည်ဘယ်လိုခေါ်တော့ဟဲ့အဲ့ဒီကုသိုလ်တရားကနားချင်းအောင်ထပ်ပြောမဟဲ့ကုသိုလ်တရားဆိုတာကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်လားလို့ဆိုတော့ကောင်းတဲ့အလုပ်လို့ခေါ်သည်ဘယ်လိုအလုပ်ကောင်းတဲ့အလုပ်ကိုနားရှင်းအောင်ထပ်ပြောမယ်အပြည့်မရှိတဲ့အလုပ်ဘယ်လိုအလုပ်တော့အပြည့်မရှိတဲ့အလုပ်ဒါဖြင့်ကုသလာဓမ္မဆိုတာကုသိုလ်တရားနားရှင်းအောင်ပြောတော့ကောင်းတဲ့အလုပ်ရတဲ့ရှင်းအောင်ထပ်ပြောလိုက်တော့အပြည့်မရှိတဲ့အလုပ်ဟောဒါနားလည်သွားအဲ့ဒါကိုပါဠိလိုပြောလိုက်တော့ကုသလအနဝိဇ္ဇဒုက္ခဝိပါကလက္ခဏာဆိုတော့ဒါလူတိုင်းနားလည်ပါမလဲတော့ကုသလဓမ္မဆိုတဲ့ကုသိုလ်တရားကောင်းတဲ့အလုပ်အပြစ်မရှိတဲ့အလုပ်ကိုလုပ်ရင်အပြစ်မရှိတဲ့ကောင်းကျိုးကိုခံစားရမယ်ခုနပါဠိတရားနာတဲ့အလုပ်ပြိဿကြီးကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်ဒါဖြင့်တရားဟောတဲ့တရားနာတဲ့ကောင်းတဲ့အလုပ်ကြီးကုသလဓမ္မကိုတိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်များကစပြီးခွင့်ပြုထားလို့ခင်ဗျားတို့တို့စိတ်မချမ်းသာဘူးလားကောင်းတဲ့အလုပ်လုပ်တော့စိတ်ချမ်းသာတဲ့အကျိုးတရားတွေမခံစားရဘူးလားသဘောပေါက်သွားပြီဒါဖြင့်အကုသလဓမ္မဆိုတာပါဠိမြန်မာလိုပြန်တော့အကုသိုလ်တရားပါတယ်တော့အကုသိုလ်တရားဆိုတာကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ်ဆိုတာအပြစ်ရှိသလားမရှိဘူးလားအပြစ်ရှိတဲ့အလုပ်အဲ့ဒါပါဠိလိုပြောတော့အကုသလသာဝိဇ္ဇဒုက္ခဝိပါကလက္ခဏာဒါလူတိုင်းမသိအခုပြောလိုက်တော့နားရှင်းသွားပြီဟာအကုသလဓမ္မဆိုတာအကုသိုလ်တရားမကောင်းတဲ့အလုပ်အပြစ်ရှိတဲ့အလုပ်တရားနာလို့ကောင်းတဲ့အလုပ်လုပ်လို့အပြစ်မရှိတဲ့အကျိုးတရားခံစားရပေမဲ့လို့တရားပွဲကြီးကပြန်သွားတော့ gain တရားနာပရိသတ်ကြီးသူများဆွဲလာတဲ့ရွှေတဲ့ပစ္စည်းလေးသွားဖြုတ်လိုက်ချက်လိုက်အဲ့ဒါကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်ဒီမှာကောင်းတဲ့အလုပ်လုပ်တော့ကဘယ်သူမှမစော်ကားပေမဲ့လို့သူများလည်းဘင်းကဆွဲကြိုးလေးသွားဖြုတ်လိုက်ဖြတ်လိုက်တော့မကောင်းတဲ့အကုသိုလ်တရားကြီးလုပ်တော့အဲ့ဒါအပြစ်ရှိသလားမရှိအပြစ်ရှိတော့အဲ့ဒီဆွဲကြိုးအပြုတ်ခံရတဲ့လူကဒီတိုင်းကြည့်နေမလားဒီမဲ့အော်မလားပရိသတ်ကြီးအော်တော့ဝိုင်းမဖမ်းဘူးလားဖမ်းတော့မမိဘူးလားမိတော့သူ့ကိုတရားနာပရိသတ်ကြီးဘယ်ဖို့ဂတ်တဲ့ဖို့ဂတ်တဲ့ဖို့တော့ဂတ်တဲ့ကဖမ်းမချုပ်ဘူးလားဖမ်းချုပ်တော့ခိုးတဲ့လူအကုသလဓမ္မဆိုတဲ့အကုသိုလ်တရားမကောင်းတဲ့အလုပ်အပြစ်ကြီးတဲ့အလုပ်လုပ်တော့ဂတ်တဲ့ကဖမ်းချုပ်တဲ့အချိန်ခါမှာမင်းသူတော်ကောင်းလေးဆိုပြီးတော့ဖိတ်ချိုးတွေပါလေတိုက်ပါလူရလေးတလိမ့်လောက်ပေးပါဟောဘယ်နေရာထားရလို့ဆိုတော့ဟိုတန်တိုင်ကြီးတွေနဲ့လေကျေးတော့ဘယ်နေရာထားဒါတန်တိုင်ကြီးတွေနဲ့လေအိမ်ကမိန်းမကငါယောက်ျားကတဲရောက်တယ်လာပြီးတန်တိုင်ကြီးကအားတော့ဘာမှမပူနဲ့နင်တို့ကကြောင်းအောင်လေအာဗလီမကောင်းတဲ့အလုပ်လုပ်တော့မရတဲ့ကွယ်သားတဲ့ကွယ်နဲ့အဲ့ဒါအကုသလဓမ္မအကုသိုလ်တရားမကောင်းတဲ့အလုပ်အပြစ်ရှိတဲ့အလုပ်ကိုလုပ်တော့အပြစ်နဲ့တကွမကောင်းကျိုးတွေခံစားပြီးငါထဲရောက်ရပါပြီသဘောပေါက်ရဲ့လားဒါတော့ဘုန်းကြီးတို့ကတော့ဒီလိုဟောနေရတဲ့ဘုန်းကြီးနားလည်အောင်ဟောရတော့လည်းပဲဝိပဿနာမှနာခြင်းပါတယ်အသင်ပြည့်မြင့်မှဆိုရင်တော့ပြုတ်ပြေကားမှုပြုတ်ပေါ်ကနေပြီးပြုတ်ပြေထားပြီးအဖြစ်ဖြစ်ထားတာရှင်းတဲ့ပုဂ္ဂိုလ်ကြီးလေကျွတ်တော့ခန်းလူလူနဲ့လူရင်းနေနားလည်အောင်ဟောရကဲမနေ့ကဝိပဿနာလေးကိုပြန်ဖက်ကြစေအခုမကောင်းတာမလုပ်ပါနဲ့လည်းသိသွားပြီကောင်းတာလုပ်ပါလည်းသိသွားပြီစိတ်စင်ကြင်အောင်ထားပါဆိုတဲ့ကပြိဿကြီးလောဘဒေါသမောဟမာနဒိဋ္ဌိတွေရှိရင်တရားပွဲလာနိုင်မှာမလာနိုင်တော့ခုတရားပွဲလာတဲ့အချိန်ခါမှာလောဘဒေါသမောဟတွေပြင်းမနေဘူးလားပြိဿပြင်းနေတော့ခင်ဗျားတို့စိတ်ကလေးမစင်ကြယ်ဘူးလားကဲစင်ကြယ်သွားသဖြင့်စင်ကြယ်နေတဲ့အချိန်ခါမှာမနေ့ကဝိပ္ပန္နတာကိုတစ်ဖက်နှစ်ပါးပွားပြီးချုပ်ကြည့်ကြဦးဆိုကြည့်နောက်ကလက်ချိုးပြီးတော့အနိစ္စဒုက္ခအနတ္တ
အာတုပါဘယ်နှခုပြန်ပြောသားမှာမှတ်မိဗလားအနိစ္စမြန်မာလိုပြောတော့မမြဲဘူးဘုရားကမမြဲပါဘူးလို့ဟောတဲ့အနိစ္စကိုခမည်းတော်ကျွတ်တို့ကမြဲပါတယ်လို့အမှတ်မှားနေရင်ဘာဝိပ္ပန္နတာဖြစ်အမှတ်မှားရင်ပညာလေအမှတ်မှားတယ်ဆိုတာမနေ့ကပြောခဲ့ပြီလားအမှတ်မှားရင်ဘာဝိပ္ပန္နတာအတိမှားတော့စိတ်တဝိပ္ပန္နတာအယူမှားတော့ဖြည်းမှားသွားတယ်ယုံရတာမဟုတ်ဘူးဘုရားကမမြဲဘူးဟောတာကိုမြဲတယ်လို့မှတ်ရင်သင်ညာမြဲတယ်လို့သိရင်စိတ်ဓာတ်မြဲတယ်လို့ယူရင်ဒိဋ္ဌိသင်ညာဝိပ္ပန္နတာစိတ်ဓာတ်ဝိပ္ပန္နတာဒိဋ္ဌိဝိပ္ပန္နတာအနိစ္စဘောမှာဘယ်နှချက်တော့ဘုရားကဆင်းရဲတယ်လို့ဒုက္ခမဟောဘူးလားပြိဿဘုရားတို့ကဆင်းရဲတယ်လို့မထင်မဲနဲ့သာဝနေရေချောင်းချောင်းလဲလဲဆိုရင်ချမ်းသာတယ်လို့မှတ်နေတဲ့သင်္ကြန်ဝိပ္ပန္နတာသိနေတဲ့စိတ်တဝိပ္ပန္နတာယူနေတဲ့ဒိဋ္ဌိဝိပ္ပန္နတာဒုက္ခဘောမှာဝိပ္ပန္နတာဘယ်နှချက်တော့သုံးခြင်းတိုင်းတာဖြင့်ကောင်းပြီအနတ္တတဲ့ဘုရားကအစိုးမရဘူးတဲ့အနိတ္တရရှားမရဘူးတဲ့အတ္တရကထပဲဖြစ်တယ်အဲ့ဒီအနတ္တကိုဘုရားကိုယ်တော်မြတ်ကအစိုးမရပါဘူးလို့ဟောနေထားတာကိုပင်လျင်ခင်ဗျားတို့ကျွတ်တို့ကဟဲ့ငါလောက်ဖြစ်တယ်ကွာအစိုးမရပါဘူးပြောရတာနဲ့ငါလောက်ဖြစ်တယ်ငါရှာရတယ်ငါဖန်ပြီးလွယ်တယ်မှတ်ဘူးလားအဲ့ဒီတိုင်းမှတ်တာပေါ့ပြိဿငါဆွဲနေအဲ့ဒီငါဆွဲပြီးတော့အစိုးရတယ်ဆိုတဲ့လူတွေအခုခင်ဗျားတို့ဟောဒီတရားပွဲတဲ့ကြုံမင်းမယ်မညောင်းပါနဲ့ပြောလို့ရပါခန္ဓာကိုယ်ကြီးနဲ့ငါကျွေးကလှပြီးမွေးကလှပြီးချိုးချင်းဖန်ခါနင့်ကိုလည်းအဝတ်သားတွေဆင်ကလှပြီးငွေရကြီးတရောင်တောင်းနဲ့သိပ်ခဲ့ပြီးနိုင်လုံးချင်လောင်ကြီးနဲ့လို့သိပ်ခဲ့ပြီးနင့်ကိုလေငါအသက်သာရအလိုလိုက်ခဲ့ပြီးငါတရားနာတော့လေမညောင်းတမ်းပါနဲ့ပြောလို့ရပါခေါင်းမကိုက်ပါနဲ့ပြောလို့ရပါမနာတမ်းပါနဲ့ပြောလို့ရပါအဲ့ဒါအစိုးရလို့လားအစိုးမရလို့ဒီလိုအစိုးမရပါပဲလျက်နဲ့လောကကြီးမှာတချို့ကဟဲ့ငါလောက်ဖြစ်သကွာငါကြံခံနိုင်ရိုးလားကွာလို့အမှတ်မှားနေရင်သင်ညာဝိပ္ပန္နတာအသိမှားရင်စိတ်တဝိပ္ပန္နတာအယူမှားရင်ဒိဋ္ဌိဝိပ္ပန္နတာအနတ္တဘောမှာသုံးတယ်ဘယ်နှချက်တော့သုံးခုပြီးသွားပြီအတုပမြန်မာလိုပြန်တော့ပါတယ်ရန်ကုန်မြို့ဘုဟုတုတဖြစ်တာရန်ကုန်မြို့ကမာယုတ်ကဘုဟုတုတယူသွားရအောင်အတုပမြန်မာလိုပြန်တော့ပါမလေးနဲပါဟဲ့ဘုဟုတုတအများတို့ကမသာပြောလို့တော်သေးတော်တရားသွားဟောအတုပဆိုတာဘာတော့သေတာငါညီများနှမများဒါကြောင့်ငါကဘလုံးရှုပ်ခွေးကြော်ပြောတာဟဲ့နင်တို့နားမလဲတာမင်းတို့နားမလဲတာတွေကိုငါကပြောချင်လွန်းလို့တချို့ကအတုပဆိုတာမသာတော့ပဲအောင်းမိတယ်ကွာအတုပဆိုတာသေတာတစ်ခုတော့ပဲအောင်းမိတယ်ဟဲ့အတုပဆိုတာပါဠိမြန်မာလိုပြောတော့မတင့်တယ်ဘူးတဲ့ဒါပြောတာဟဲ့အတုပမြန်မာလိုပြန်တော့ပါတဲ့မတင့်တယ်ဘူးအဲ့ဒီအတုပမတင့်တယ်ပါဘူးလို့ဟောထားတာဒီခန္ဓာကိုယ်ကြီးခန္ဓာကိုရလာတဲ့ကဘုရားကတုပဟောသလားအတုပဟောသလားသေလို့အတုပဟောတာလားခန္ဓာရလို့အတုပဟောတာခန္ဓာကြီးရလာတဲ့ကအတုပဟောတာဒါသေလို့မသာဖြစ်မှအတုပဆိုတော့ဘွားကြဆိုတာဗောဒီခန္ဓာကြီးရလာတဲ့ကဘုရားကိုယ်တော်မြတ်ကအတုပမတင့်တယ်ဘူးလို့ဟောသည်ခင်ဗျားတို့ကျွတ်တို့ကတင့်တယ်လို့မှတ်ပြီးပညာဝိပ္ပန္နတာသိပြီးစိတ်တဝိပ္ပန္နတာယူပြီးဒိဋ္ဌိဝိပ္ပန္နတာဟောအမှတ်မှားပြီးမှအယူမှားသူ့ဘာလို့မထင်ဘူးလားပြိဿကြီးအမလေးအဝိသုတ်အင်ကြီးသုတ်သိုးသုတ်ခမိန်သုတ်လေးဝိတော့ဘယ်နေရာထိုင်လိုက်ကိစ္စမရှိပါဘူးတဲ့ငကူရဲမှာအသုတ်ပြမတင်တယ်ပဲဘူးတဲ့မိုက်ပုံနဲ့လည်းထိုင်လို့ရဘူးလား
သုံးပြလေးဝတ်ထားတော့မြေကြီးပေါ်လည်းထိုင်ထားလို့မရဘူးလား။ဒါဖြင့်ကောင်းပြီအသူမင်္ဂလာဝတ်ဖျားဝတ်လိုက်ခံနေကြတယ်။တစ်တာတဲ့ခေါရိုးကျိုးနေတဲ့အောက်ဆုံးထည်လေးအောက်ဆုံးထည်ဆိုလို့တစ်တာတဲ့အများကြီးမှတ်နေအဖုံးအောက်ကနေလို့တစ်တာကအဖုံးနဲ့ကိုအဖုံးအောက်ကမှသူကအောက်ဆုံးလို့ပြောတာ။အဲ့ဒီထည်လေးဝတ်အဲ့ဒီထည်လေးဝတ်အမလေးမှန်ကြီးရှိကထောင်ကိုလုံးပေါ်မှန်ကြီးနှခမ်းဒီလေးသိုးပေါ့မိမဆိုရင်ယောက်ျားလည်းသိုးကုန်ကြပါဘူးနှခမ်းဒီလေးသိုးလက်သေးဒီလေးသိုးအာသနာခမ်းလေးလေးမှန်ကြီးရှိကထားလို့ခီးကြည့်လိုက်မဲ့ကြည့်လိုက်ရွဲကြည့်လိုက်စောင်းကြည့်လိုက်ငဲ့ကြည့်လိုက်တဏီကုန်ကြီးကြည့်ပြီးတော့ကန်ထွက်လာတော့လေသူ့ဟာဘာတစ်ခုမှအပူမပါဘူးဒါပေမဲ့လို့အဝတ်စုပ်ကလေးနဲ့ထိုင်နေရထိုင်ပေမဲ့လို့အဲ့ဒီအဝတ်ကောင်းအစားကောင်းလေးဝတ်ပြီးပြုပြင်လာတော့သူ့ကိုယ်သူတင့်နေတဲ့သူ့ဘာလို့ထင်ပြီးတော့ပရိသတ်ကြီးမြေကြီးပေါ်ထိုင်နေလားသူ့ဘာလို့မှတ်သွားပြီဖြာပေါ်တောင်တင်ပြူးလေးနဲ့မှတင်ပြူးပေါ်တောင်ကော်သောလေးနဲ့မှကော်သောပေါ်တောင်သေးလေးပြလေးဖိထိုင်ပြီးတော့ထိုင်ရာကထတင်ပါလေးလက်နဲ့ပုတ်အမလေးမတင့်တယ်ဘူးဖြစ်သွားမှစိုးလို့တဲ့ခန္ဓာရလာကြတဲ့ကအတုပဟောတာကိုသူ့ဘာထင်နေကြရင်ဖြင့်ဝိပ္ပန္နတအတုပမှာသုံးချက်ဝင်လိုက်ပြီမေးရအောင်ပြိဿအနိစ္စဘောဝိပ္ပန္နတသုံးချက်ဒုက္ခဘောသုံးချက်အနတ္တဘောသုံးချက်အတုပဘောသုံးချက်ဆိုတော့ဝိပ္ပန္နတဘယ်နှချက်ဖြစ်သွားဝိပ္ပန္နတဘယ်နှပါးဖြစ်သွားတယ်အဲ့ဒီဝိပ္ပန္နတ12ပါးမကွာသမျှဘာလို့ဒုက္ခဝတ်သွင်းကမလို့ပင်သေးဘူးမှတ်ခဲ့ပါလို့ပါမလားပြိဿကြီးဒါသာဝိပ္ပန္နတပြောနေတာကလက်တွေ့ဝိပ္ပန္နတလေးပြောရအောင်နည်းနည်းနားထောင်ပြိဿကြီးဇပ်ပွဲတွေကြည့်ဘူးလားဘုန်းကြီးတော့နည်းနည်းသိချမ်းသာတယ်သိချမ်းသာရောဒီနေ့ပွဲကြည့်တဲ့လူကအတော်နည်းနေတို့ပြိဿကတရားဝဲလောက်ကလာတာပွဲမကြည့်ကြဘူးသာပဲဆိုသိချမ်းသာတာပေါ့ပျော်ဝဲကြွကြတဲ့မြို့ကိုဘုံဝင်မြင့်ဘူးသားများခုံးနေတာမသိပါဘူးကြည့်ဘူးလားတောင်မဖြေလို့ပြောနေပြိဿကြီးဇပ်ပွဲတွေကြည့်ဘူးသလားအလန့်ထားပြန်တစ်ချက်မြော့သွားပွဲကြည့်ဘူးတော့ဟဲ့ရှေးဦးပထမဇပ်ပွဲဘာထွက်တယ်အပြူတော့နတ်ကတော့ထွက်ချင်ရအတွက်အပြူတော့ထွက်ပြီးတော့ဘာတော့ဟဲ့ဩပဒါဂုံသိနာကိုဩပဒါပြီးတော့ဘာထွက်တော့ဟဲ့ပြတ်ဆိုတာသူတို့ဘာလောက်တတ်တာပါလဲပြတ်ဆိုတာအမှန်တော့ပြတ်တဲ့ဇာပြတ်ဆိုတာကရင်လားပြိဿမကဘူးရှိတဲ့ဝတ်စားလေးထင်လဲနဲ့ဝတ်ပြီးတော့အောက်ကကြည့်နေတဲ့လူတွေကိုတခါတည်းသူတို့ကထွက်ပြဒီဘက်ကထွက်လာလိုက်ဟိုဘက်ဝင်သွားလိုက်ဒါကြောင့်ဟိုဘက်ကထွက်လာလိုက်ဒီဘက်ဝင်သွားလိုက်သူတို့ပြောချင်ရတယ်ပြောထွက်လာလိုက်ကြီးဆိုထွက်လိုက်ကြီးဆိုဝင်သွားလိုက်ဒါအောက်ကလူချင်းမျက်တော့မခတ်ဖဲကြည့်ပြတ်မင်းသားမင်းသမီးများကရလားပြိဿကပါမင်းသားကမင်းသမီးလက်ကလေးဆွဲပြီးဗာပြောလိုက်သိရလားလည်းမပြောဘူးခင်ဗျားတို့ပြချုပ်ပြောမှာဗာဖြစ်သေးမင်းသားကမင်းသမီးလက်ကလေးဆွဲတယ်အချစ်ဆိုတဲ့ပြဿနာများရဲ့ဒီရစတွေကနိဗ္ဗာန်မတောင်းနဲ့အာညောင်းမသေးုံသေပြီးဟိုဘက်ဘုရားဆက်အောင်မှာဘဝမပြတ်ဘူးကြည့်ဟိုမှာအချစ်ဆိုတဲ့ပြဿနာများရဲ့ဆန်းကျေပါပြီတဲ့အမေးရကြပါရင်ဆွဲလှဲ့တာဟိုဘက်ရောက်သွားပြီဒါပဲစတာလည်းမဟုတ်ဘူးတော်ကြမင်းသမီးကအားကြမခံပြန်ပြောကိုတို့ယောက်ျားဖောက်ပြားတတ်တဲ့ယုံနိုင်ပါဘူးကွယ်ဟိုဘက်ရောက်သွားပြန်ကွယ်လှဲ့နေတာဒါလူချင်းကြည့်ပြီးအောက်ကဓာတ်ခိုက်နေနေဟာလူတွေဘာတွေများထောင်းလို့ဖြစ်နေတဲ့အောက်ကဒီတော့ပြတ်သားပရိသတ်သူကအဲ့ဒီပြတ်တတ်ပြီးတော့ဟောကတ်ရောက်လာပြီကတ်ရောက်လာတော့မင်းသားမင်းသမီးထွက်လာတော့လောဘနဲ့ဒေါသကအမလေးသူနိုင်ငံနိုင်အပြိုင်ချင်း
မင်းသားမင်းသမီးလေးရှိခြင်းနဲ့လောဘရှိကနေပြီးတော့လူတယောက်ကဝင်မတ်တိုက်ရတော့ဘေးကဒေါသဖြစ်မင်းသားကြည့်ခြင်းနဲ့လောဘမင်းသမီးကြည့်ခြင်းနဲ့လောဘရှိကခေါင်းကြီးဝင်ရလိုက်တယ်ဟဲ့ကောင်မင်းရှေ့မရနဲ့ခေါင်းကွန်းစားပါဒေါသလူတယောက်ကဒီလောဘဒေါသတွေရှိရလားဟဲ့အတူတူပုကထိုင်လို့မျက်စောင်းထိုးရပွဲလာတော့ပြင်ဒီလိုတရားပွဲလို့ဖြာတွေခင်းပေးရလားဟဲ့မလေးခင်းမပေးတဲ့ပြင်ဝယ်ရတယ်ဒါမျက်စောင်းတစ်ခဲခဲနဲ့ဒီဘက်ဟိုလူကသူ့ဖြာပေါ်လာပြီးဘူးလေးတင်မျက်စောင်းတစ်ခဲခဲဟိုဘက်တော့ဒေါသဒီတဲ့ဟိုလူကကိုဖြာအောက်ကိုခဏမထိုးဘူးဟိုဘေးဖြာအောက်သွားခဏထိုးဒီဘက်ကမကြည့်မနှက်ဖြစ်ကိုဖြာအောက်ကိုထိုးခုလူကြီးထိုင်မကောင်းဘူးဒေါသတွေမင်းသားမင်းကြည့်ခြင်းနဲ့လောဘရှိကကလေးမလေးတယောက်ကမမြင်ရလို့ဘူးလေးနှစ်ဖက်အောက်ပေါင်းပေါ်လက်ဖနှောက်လေးနဲ့ထောက်ပြီးလေပင်လေးစမ်းပြီးစားဆန့်ကြည့်နောက်ကမိမမကြည့်နဲ့အဲ့ကောင်ကဖားနေရှိတာကြီးထားတာငါမမြင်ရဘူးမလေးလောဘတွေဒေါသတွေနဲ့တို့တရားပွဲတဲ့များဓာရီပါရလားပြိဿဒါကြောင့်တရားနာရတာစိတ်ချမ်းသာတယ်ဆိုပြီးလားနေကြတာပေါ့စိတ်ဆင်းရဲတဲ့လောဘဒေါသတွေဝင်ခိုးအောင်နေမဲ့နေရာဆိုရင်ရောက်လာပါမလားပြိဿကြီးဒါကြောင့်တရားနာပြိဿကြီးအဲ့ဒါလို့နှစ်ပါးစွာကြည့်ပြီးတော့မျက်တောင်မခါတချို့များမေးစီပြုတ်ကြဒါကထဲချင်းဝင်မှမကြောက်မေးစီပြုတ်ကြဆိုတော့ဗဇာကြီးဟာဘေးကစင်ပြိုလိုက်မှလှဲပြိုလိုက်မှဟောတော့လို့ပြန်သိတာမိုးလင်းကနီးလာပြီဟိုကနှစ်ပါးသွားပြီးလို့ဇတ်ထုတ်ကမင်းသမီးကားလေးရှိထိုးလို့ပေါ်ဝါလေးလွှမ်းလို့မင်းသမီးသေးတာတဲ့မင်းသမီးဘာပြုတာသေးတာတဲ့မင်းသမီးသေးတာတဲ့ပြိတ္တာအဲ့ဒါပွဲကင်းတဲ့တယောက်ထဲရှောက်မေးသည်မင်းသမီးအဟုတ်သေးတာလားလို့မေးသည်ဘယ်ဟုတ်သေးမှာတော့နဲ့အဟုတ်သေးသူ့နောက်ပွဲပဲကနိုင်မှာတော့သူ့အောင်လို့ရတာပေါ်တယ်မြင်းမသားတဲ့ဟိုမှာဖိုက်လေးဖောင်းလာအသက်ကြီးနေတာမဖောက်သေးဘူးနော်နောက်မင်းသားကကားလေးကြားတဲ့ကကလေးလေးချီပြီးဆမ်းမင်းဖယားချထွက်လာသားရဲ့လူလေးရဲ့မင်းကိုလှကြည့်လားသားရဲ့မေးကြည့်မင်းသားလက်ထဲကအဟုတ်ကလေးလားလို့ဟိုတဲ့အယုတ်ပါတဲ့သူအောင်လို့ရတာပေါ်ဖောက်သေးဘူးသိသေးတယ်နောက်ကလေးကငိုတယ်ငိုပြီးကလေးကမင်းသားလက်ထဲကကလေးကငိုတာလားမေးကြည့်ဟိုတဲ့အယုတ်ပဲငိုနိုင်မှာတုံးတဲ့ကားလေးနောက်ကဘယ်ကလေးဖိုက်တော့ဆွဲစိတ်မှမသိပဲဖောက်သေးဘူးဟဲ့သိသေးတယ်နောက်မင်းသားမင်းသမီးနာကတ်လာကောင်းရင်ပြေးလိုက်ခြေရင်ပြေးလိုက်ဆိုကြလက်ဖြားလေးစမ်းကြည့်လိုက်ကလေးရတဲ့နဲ့ငိုတော့သားရဲ့လူလေးရဲ့မင်းမရှိရင်မင်းတလောက်ငိုမှမဟုတ်ပါဘူးဩမသိမကြီးရဲ့သမလေးမင်းထားမကြည့်တော့ဘူးလားအောက်ကဒူးတွေပါထောက်ကုန်ခုနအမှန်ကြီးမျက်စိလဲပြီးဖောက်သွားပြီးဝိပ္ပန္နသားကဒူးတွေပါထောက်လာဟုတ်တယ်မျက်စိလဲသွားပြီးမျက်စိလဲတော့မှမင်းသားကခမားတို့အကြီးဖြစ်အောင်ကောက်လုပ်နေကြတာမျက်စိလဲသွားတဲ့အချိန်ကြတော့ကမှသမပြောတယ်လက်ဘောဖေးကပွေရကနေအမေပုံစံကဝါနှငုံငေါဟာနှစ်ဖြားဆုံးယုံမထွက်တော့ကြောင့်အော်လူကလေးမောင်ရဲ့ငိုချက်မောင်ကဲကောက်ဘူးတော့အောက်ကဦးတောင်းကောင်းပါလေးတွေဆိုင်းတော့နာမျက်ရည်သုံးကုန်တာဒီထဲတချို့ကနှစ်ပါးသွားမမိလိုက်တော့မဖြစ်ဘူးတဲ့ငါနောက်ရက်ကျပန်းမကြီးနာရှိတာပန်းမကြီးသူ့ရဲ့နိုးအောင်ပေါ့လေတော့မှမနိုးမိုးချိုးပြစ်တာတောင်မပြီးပန်းမထိုးဖောက်လဲသူမနိုးဘူးဒါကြောင့်တောက်တီးတောက်ထိုးနဲ့တချို့မိန်းမကတော့မင်းသားဘလောက်အော်ပါဟိုတစ်ချက်ရှိတယ်ပြီးကလင်းအောင်ကြီးမှောင်လေးတဲ့ပြန်တစ်ချက်မရှိတဲ့မိန်းမကပတ်စာကွာဖြာလေးဒီထဲသူ့ပါလာတဲ့ဖြာကတပိုင်းစုပ်ဖြာကြီးမရမကလိတ်ရိတ်တာတဲ့ဟိုလူချိတ်ခွဲဒီလူချိတ်ခွဲနဲ့လဲနေတာပဲတခါလေဒီထဲအရက်ထဲရောက်တော့သူ့ဘသူတော်မှဘာပြောပဲနဲ့ထမိန်မပြီးတောက်တိတောက်ထိုးနဲ့ငော့သွားတယ်ဟဲ့ကိုဖတ်ကိုလင်းအောင်ဒီဘာဖြစ်ငော့လာတာလေဟောက်ပြန်လာဝိပ္ပန္နသလက်တွေ့ဝိပ္ပန္နသတွေပြောနေဒီထဲငံပြရေးချက်ပါတယ်သူသားတွေတဆုပ်ကြီးခတ်
မောင်မင်းကြီးသားများကငံရမလားလို့ရိုက်ခွဲပြီအမေလှုပ်တဲ့လူကပြောတယ်သမီးတဲ့ပွဲကြည့်ထားပြီဒီတဲ့သမင်းစားပြီးမှအိတ်နော်ကိုတော့ပြီးတဲ့ညနေကျမှတခါတည်းပေါင်းစားတယ်ပွဲကြည့်တဲ့ရဆန်ကုန်တော့သက်သာတာတစ်ထပ်စားတာကိုဥပုသ်ဆောင်လို့တော့မဟုတ်ဘူးဟဲ့တောက်ဆောက်ထိုးအိတ်ဒါကြောင့်တရားနာပိဿကြီးခင်ဗျားတို့ကိုကြုတ်ဒီကနေ့ဝိပ္ပန္နာသတစ်ထက်နှစ်ပါးကိုဒီကနေ့နားလည်တဲ့စကားလုံးနဲ့ပြောရပါသဖြင့်ဝိပ္ပန္နာသတစ်ထက်နှစ်ပါးပွားပုံလေးနဲ့သိသွားပါလားပိဿအဲဆိုတော့မှအနိစ္စဒုက္ခအနတ္တအတုပါဘယ်နှခုတော့၄ခုအဲ့ဒီ၄ခုအနိစ္စပေါ်မှာစိတ်တဝိပ္ပန္နာသပညာဝိပ္ပန္နာသဒိဋ္ဌိဝိပ္ပန္နာသဘယ်နှချက်တော့ဒုက္ခပေါ်မှာရောဘယ်နှချက်တော့အနတ္တပေါ်မှာရောအတုပပေါ်မှာရောမသားပေါ်မှာရောနားလေအောင်ပြန်ပြောရသုံးလေးလီဘယ်လောက်တော့ဟဲ့ဝိပ္ပန္နာသ12ပါးသဘောပေါက်သွားပါလားလက်တွေ့ဝိပ္ပန္နာသလည်းပြောလို့သိပြီဗလားသိပြီရင်ဖြင့်ဒီကနေ့ကစရဝိပ္ပန္နာသတရားတွေကိုခွာရှောင်၍နိဗ္ဗာန်တောင်ကောင်းတစ်ဖက်နှံသို့တက်လှမ်းနိုင်အောင်သိသမျှကလေးတွေနဲ့ကျင့်ကြံကြိုးကိုအားထုတ်ရနိုင်ကြပါစေကုန်သတည်းနောက်ထပ်မေးခွန်းတစ်ခုကတော့ဒီဗုဒ္ဓဘာသာ၅ပါးသီလတွေမှာပါတဲ့ပါဏာတိပါတာကံဟာဘလို့အခြေအနေမျိုးမှာထိုက်ပါသလဲတချို့သိလို့တဲ့လူတွေကကြတော့အလူပြုလို့တဲ့ရည်ရွယ်ချက်နဲ့တရိစ္ဆာန်တွေတတ်ခဲ့မိလို့ရှင်ရောငရဲကြီးပါလားရှင်ဗျာဗုဒ္ဓဘာသာရဲ့အခြေခံလို့ဆိုကိုကျင့်သီလမှာမှန်တယ်၅ပါးသီလလုံးဝမယ်သူက၅ပါးသီလဆိုတာပြောမယ်ဆိုရင်ကိုချင်းစာတရားနဲ့အကျဉ်းနာမေတ္တာကိုအခြေခံထားတယ်ပေါ့ဖက်သားကိုထိခိုက်ဖို့ရှောင်တယ်ပေါ့နော်ဒီပါဏာတိပါဒကံထိုက်တယ်ဆိုတာအင်္ဂါ900ရှိတယ်မှန်ပါဗျာကိုကျူးလွန်တဲ့ပုဂ္ဂိုလ်ကကျူးလွန်ခံရတဲ့တရားဝါကတရားဝါလည်းဖြစ်ရမယ်တစ်တုံးကြီးလိုဟာမျိုးတရားဝါထင်ပြီးလောက်တာမျိုးပဲဖြစ်အောင်ပေါ့တရားဝါလည်းဖြစ်တယ်တရားဝါမှန်းလည်းသိတဲ့အမှတ်တင်ညာရှိတယ်သိစီလူတဲ့စိတ်လည်းရှိတယ်သိအောင်လည်းလုပ်တယ်သိလည်းသိသွားတယ်မှန်ပါဗျာအဲ့ဒီ5ခုအင်္ဂါရ5ချက်ကြီးပဏာတိပါဒကံထိုက်တယ်လို့သူဆိုတယ်မှန်ပါဗျာနော်အချက်5ချက်ကြီးဖို့လိုတယ်ပေါ့နော်မှန်ပါဗျာတရားဝါမှန်းလည်းကိုယ်သိတယ်တရားဝါလည်းမှန်တယ်တရားဝါမှန်လည်းကိုယ်သိတယ်ဒီကောင်ကိုသိစေခြင်းနဲ့စိတ်လည်းရှိတယ်သိအောင်လုပ်တဲ့ပြောကလည်းပါတယ်မှန်ပါတခုသိလည်းသိသွားတယ်ဆိုရင်ဒါပဏာတိပါဒကံထိုက်သွားပြီမှန်ပါဗျာဒါတခုနော်မှန်ပါဗျာအလူပြုတ်လို့တဲ့ရည်ရွယ်ချက်နဲ့တရိစ္ဆာန်တတ်ခဲ့ပြီအလူပြုတ်ရင်းနဲ့ဆိုတာတော့ဒါသူများကိုပေးခြင်းကမ်းခြင်းနဲ့ဆိုတာတော့ကုသိုလ်ပိုင်းလို့ပြောရမှာဖြစ်တယ်မှန်ပါဗျာတရိစ္ဆာန်တတ်တဲ့အခါကျတော့ဟိုကရည်ရွယ်ချက်ကိုသာပြောတာအလူပြုတ်လို့တဲ့ရည်ရွယ်ချက်ကတခုမှန်ပါဗျာအဲ့ဒါကအလူပြုတ်လို့ရဲဆိုတော့ကောင်းတယ်မှန်ပါဗျာအဲ့ဒီအပိုင်းကကုသိုလ်လို့ပြောလို့ရတယ်မှန်ပါတရိစ္ဆာန်တတ်ပြီဆိုတဲ့အခါကျတော့သူ့မှာကိုချင်းစာတရားနဲ့အကျဉ်းသားတရားတွေပြက်ကွက်သွားတယ်မှန်ပါဗျာကိုဘာလို့ဆိုရင်ကိုချင်းစာတရားဆိုရင်ကိုတတ်ရင်ခံနိုင်မလားမှန်ပါဗျာဟုတ်တယ်မလားကိုမကြိုက်တဲ့အလုပ်တစ်ခုကိုသူများကိုလုပ်တယ်ဆိုတော့ကြတဲ့သူကကိုချင်းစာတရားပြက်ကွက်သွားပြီမှန်ပါဗျာတစ်ဖက်သားကိုဒုက္ခရောက်အောင်လုပ်လိုက်ပြီဆိုတော့သူကစေရနာဆိုဖြစ်သွားတယ်မှန်ပါဗျာအဲ့တော့အလူပြုတ်လို့တဲ့ရည်ရွယ်ချက်တွေကတော့ရည်ရွယ်ချက်အကောင်းပဲသို့တော့တရိစ္ဆာန်ကိုတတ်လိုက်လို့ရှိရင်အဲ့ဒီတတ်တဲ့ပြစ်မှုကတခြားမှန်ပါဗျာအဲ့တရိစ္ဆာန်တတ်တဲ့ပြစ်မှုကြောင့်ငရဲကြီးပါသလားဆိုသူ့ရဲ့စေရနာသောတွေကတော့အပင်ငရဲကိုချစေနိုင်တဲ့ဟာတွေကြီးပဲအကုန်လုံးမှန်ပါဗျာနော်မှန်ပါဗျာအဲ့ဒါဆိုလို့ရှိရင်အလှပြုတဲ့အတွက်လည်းကောင်းမှုကုသိုလ်ရမယ်တရိစ္ဆာန်တတ်တဲ့အတွက်လည်းအကုသိုလ်ဖြစ်မယ်လို့ပြောတာလားရှင်ဖြစ်တယ်ဒါမျိုးဟိုရောထွေးနေတာလို့ခေါ်တယ်ပေါ့မှန်ပါဗျာရောထွေးနေလို့ခေါ်တယ်မှန်ပါဗျာဥပမာမဲ့ဇလန်နေရှိတယ်မှန်ပါဗျာမိုးဆိုးတယောက်ဟာသားကောင်တတ်လာတဲ့တတ်တော့ကတော့သူစားဖို့တတ်တာပဲမှန်ပါဗျာကြောင်ချဖို့လည်းဖြစ်မယ်ပေါ့ပိစိကဘုရားတပါးနဲ့တွေ့တဲ့အခါကျတော့အဲ့ဒီသားဟင်းကိုလှူလိုက်တယ်မှန်ပါဗျာသူကဒီဘဝမှာလာပြီးတော့ချွတ်တရားရတယ်ဆိုရင်အဲ့တော့လှူတဲ့ကုသိုလ်ကတခြားတတ်တဲ့ဟာတခြားသူက
တကန့်စီပဲမှတ်ရတယ်အဲ့လိုမျိုးကြတာ မှန်ပါဗျာ ဟိုဟာအတွက်ကဟိုဟာအကျိုးပေးမှာဒါအတွက်ကဒါအကျိုးပေး မှန်ပါဗျာ မတူဘူးနော် တင်ပါဗျာ စိတ်ကစိတ်ပဲ